္ဂလာပါရှင်မလီကာမော်ရီစတိုရီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်တခါတော့ကကွာလမ်ပူလို့ခေါ်တဲ့မြို့တော်ကြီးမှာရှာနန်ဘူးလို့ခေါ်တဲ့ရွာသေးသေးလေးတွေတည်ရှိပါတယ်တနေ့သားအဲ့ဒီရွာလေးမှာအရဲကိုကြီးမားပြင်းထန်တဲ့မီးလောင်ကျွမ်းကတရားလုံးမီးတောင်မီးလျှံနေနဲ့ဖုံးအုပ်နေခဲ့တာပေါ့ရွာသူရွာသားတွေကလည်းအရဲကိုကြောက်လန့်ပြီးတော့အော်ဟစ်ပြေးလွှားနေကြတယ်မီးပြိုမီးပြေးချပြိုမီးလောင်နေပါတယ်ပြိုမီးကြီးငိမ့်သွားတဲ့အခါရွာသူရွာသားတွေကသူတို့ရဲ့အိုးအိမ်တွေပျက်စီးခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်ဒီတော့သူတို့ကမင်းနေပြီးတော့မှရှိတဲ့ဘရင်မင်းမျက်စီသွားလျှောက်တင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီရွာလေးမှာဒီနေ့ဆိုတဲ့ကောင်းလေးနေထိုင်ပါတယ်ဒီနေ့ကိုရွာတွေကဖះเจ้าရှင်မှာဆွန့်ပစ်ထားတာကိုဒီနေ့ရဲ့မွေးစားမေကတွေ့သွားပြီးအိမ်ကိုခေါ်လာကပြုစုဆောင်ရှောက်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့တရားအသက်9နှစ်အရွယ်ရောက်လာတဲ့အခါမှာသူ့ရဲ့မွေးစားမေကြီးကသေဆုံးသွားခဲ့ပါတယ်ဒီနေ့တရားကူရခဲ့ရမဲ့နေခဲ့ပြီပေါ့ဒီနေ့မှာသူမွေးစားမေချဲရဲခဲ့တဲ့တရိတ်ဆန်လေးတချို့ပဲပိုင်ဆိုင်ခဲ့ပါတယ်ဒီလိုနဲ့ဒီနေ့တရားအနေတိုင်းတော်တွေကိုစိတ်ကြောက်သွားပြီးရလာတဲ့နှုတ်တွေကိုဈေးထဲမှာရောင်းချခဲ့ပါတယ်ဒီလိုနဲ့ပဲပတ်ဆက်လက်တော်သစ်စုမိခဲ့တာပေါ့ဒီနေ့ဟာအားလက်ချိန်တွေမှာမေရိုကာလီရဲ့ဖះเจ้าကိုသွားပြီးတော်တွေကအမျက်တနိုးခူးယူလာတဲ့ပန်းလေးတွေကိုဆက်တာကဝေပြူဆူတောင်းလေးရှိပါတယ်ဒီနေ့မှာတော့ရွာတွေကအကျင့်မကောင်းတဲ့ဘူဒီဆိုသူကဒီနေ့ရဲ့ပိုင်ဆိုင်သမျှတွေကိုလူယူဖို့ကြံစီပါတော့တယ်အဲ့ဒီနောက်ဘူဒီကဖះเจ้าရဲ့ကောပကနဲ့ပေါင်းပြီးဒီနေ့ကိုရွာကနေနှင်ထုတ်ဖို့ကြံစီတယ်ဒီနေ့မေရိုကာလီဖះเจ้าမှာဝေပြူဆူတောင်းနေတော့ကောပကလူကြီးရောက်လာခဲ့ပါတယ်ပြီးတော့ဒီနေ့ကိုမေရိုကာလီရဲ့ပူဇော်ပစ္စည်းတွေခိုးပါတယ်လို့ဆွဆွဲပါတယ်ဒီတော့ရွာတွေကလူတွေကဝိုင်းယုံလာကြပြီးဒီနေ့ကိုအပြစ်တင်ကမင်းနေပြည်တော်စီကိုခေါ်သွားခဲ့ကြပါတယ်တရားရုံးတော်လေးရောက်တော့ဒီနေ့တရားဆဲချက်တီအရိုက်ခံရပြီးရွာတွေကနေနှင်ထုတ်ခံခဲ့ရပါတယ်ဒီလိုနဲ့ဒီနေ့လဲခြေဦးတရားလျှောက်သွားရင်ဖះเจ้าတစ်ခုမှာမေရောကာလီကိုသူမတရားသဖြင့်ခံရကြောင်းဝတ်ပြုပြီးတော့ပြောနေခဲ့တာပေါ့မေရောကျွန်တော်ရဲ့မတရားမှုတွေကိုကျေးဇူးပြုပြီးဖော်ထုတ်ပေးတော်မူပါကျွန်တော်တကယ်မတရားခံရလို့ခံပြင်းကတေးတောင်သေးချင်းနေပါပြီဒီလိုပြောပြီးဒီနေ့ဟာတောင်ထိပ်ကိုသွားတယ်အဲ့ဒီနောက်ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ထိုအချိန်မှာပဲရသေးကြီးရောက်လာပြီးဒီနေ့အားသူ့ကိုကာလီမေရောကဆေလွတ်လိုက်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီနောက်ဒီနေ့ကိုလကဘာပေါ်မှာအခြေချနေထိုင်ဖို့အတွက်တုံးပြတ်တစ်စင်းနဲ့ဆေလွတ်လိုက်ပါတယ်ဒီနေ့လဲအစောတုန်းကတော့တိတ်ပြီးတော့မယုံကြည်ခဲ့ပေမဲ့တကယ်လဲမန်နန်နေရွတ်လိုက်ရောဒုံးမြင့်ကြီးပေါ်လာခဲ့ပါတယ်ဒါကြောင့်ဒုံးမြင့်ကြီးပေါ်မှာလိုက်ပါသွားပြီးတော့လကဘာပေါ်မှာပဲအခြေချနေထိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ရဲ့ဇာတိရွာလေးမှာတော့မိတွေအမြဲတမ်းလောင်ကျွမ်းနေခဲ့တာပေါ့အဲ့ဒီနောက်ရွာသူရွာသားတွေကဒီတဲ့ကိုမင်းနေပြီးတော့ထိတဲသွားပြီးအဲ့ဒီနောက်ပိုင်းပရောဟိတ်ကြီးကသူ့ကိုကာလီမေရောတယောက်အိမ်မက်လာပေးကြောင်းဘရင်ကြီးကိုရှောက်တင်ခဲ့ပါတယ်ဒါရီအလုံးရွာသူရွာသားတွေနဲ့ဘရင်ကြီးကဒီနေ့ကိုအပြစ်မရှိပဲမတရားသဖြင့်ပြစ်ဒဏ်ချခဲ့တာကြောင့်လို့ပြောသွားကြောင်းကိုပါတပါးရဲရှောက်တင်ခဲ့တာပေါ့ဒီတော့ဘရင်ကြီးကဒီကိစ္စကိုဖြေရှင်းဖို့အတွက်တောင်ထိပ်ကရသေးကြီးစီကိုရောက်သွားခဲ့ပါတယ်ရသေးကြီးလည်းဒီနေ့ကိုရှာဖို့အတွက်ဒုံးမြတ်တစ်စင်းထပ်ဖန်တီးကဘရင်ကြီးကိုလက်ကဘာဘုံကိုဆေးလွတ်ခဲ့တာပေါ့ဘရင်ကြီးကတော့ဒီနေ့ကိုမြင်မြင်ချင်းတောင်းပန်ခဲ့ပါတယ်တောင်းပန်ပါတယ်ကွယ်တကယ်ကိုငါတောင်းပန်ပါတယ်မင်းရတကယ်ကိုစိတ်ထားကောင်းပြီးတော့နူးညံ့သူဖြစ်တာကိုငါတို့အပြစ်လုံးပြီးလို့အခုတော့ငါတို့ရဲ့မြို့တော်ကြီးကမီးလောင်ကွင်းပြင်းကြီးဖြစ်နေခဲ့ပါပြီကျေးဇူးပြုပြီးတော့ငါတို့ကိုခွင့်လွှတ်ပေးပါနော်ဒီနေ့ကအရန်ကိုစိတ်ထားသိမ်းမွေးတာကြောင့်ဘရင်ကြီးကိုခွင့်လွှတ်ခဲ့ပါတယ်အဲ့ဒီနောက်ဘရင်ကြီးကဒီနေ့ကိုဇာတိမျိုးစီပြန်ခေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒီနေ့ဟာမေရောကာလီဖះเจ้าစီကိုသွားခဲ့ပြီးမေရောကာလီအားမတရားမှုကိုဖြေရှင်းပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်အခုဆိုရင်တော့ဒီနေ့တရားသူ့မိရဲ့တရိတ်ဆန်လေးတွေနဲ့အတူတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါတော့တယ်။ချီရတဲ့ပရိသတ်လေးတို့ကြီးအခုဒီဇလန်လေးကိုတင်ဆက်ပြောပြပေးသွားတဲ့သူကတော့မလီကာရဲ့စီစဉ်တင်ဆက်သူဖြိုးဝဲဖြစ်ပါရဲ့ရှင်။ပရိသတ်လေးတို့ကြီးဒီဇလန်လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးကြဖို့အတွက်မေတ္တာရက်ခံပေးရစီနော်။အားလုံးပဲဒါရဲ့နေ့လေးကိုပိုင်ဆိုင်နေကြပါစေလို့ဖြိုးကဒီကနေပြီးဆုတောင်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။